ဒါကမင်းသမီးလီလီအတွက်ကျမနေမအိမ်ညမအိတ်ချုပ်ထားတဲ့ဝတ်စုံလေးတွေပါဒီဝတ်စုံဒေတာဝတ်လိုက်ရင်အကယ်ဒမီပွဲမှာမင်းသမီးလီလီအလှဆုံးဖြစ်နေတော့မှာ အင်ဂျီတေကအရန်လာတာပဲလီလီရမ်းကြိုက်တယ်ဒါနဲ့ဟိုကောင်မမီတိန်ကဘာဝင်မာတယ်လဲငါနဲ့တူနေရင်ငါတိတ်ခါတေးကြကုန်မှာ သူကမြန်မာဝတ်စုံဝတ်မှာလေလီလီနဲ့မတူဘူးလီလီကအမြဲအလှဆုံးပဲ ဘာပြောတယ်သူကမြန်မာဝတ်စုံဝင်မယ်ဟုတ်လားတော်ပြီလီလီဒီဝတ်စုံတွေမဝတ်နိုင်တော့ဘူးလီလီကိုသူ့ထက်သားတဲ့မြန်မာဝတ်စုံချုပ်ပေးအဲ့ဒါပဲဝတ်မယ် အခုချိန်မှာချုပ်ဖို့ဘလို့မှမဖြစ်နိုင်တော့ဘူးအကယ်ဒမီပွဲကမနှက်ဖြန်လေဘလို့မှမပြီးနိုင်ဘူး မပြီးနိုင်လဲပြီးအောင်လုပ်ပေးစမ်းမလုပ်ပေးလို့ကတော့ရှင့်ကိုနာမည်ဖြတ်ပစ်မယ်လီလီကိုဘာမှတ်နေလဲအကုန်လုံးထက်အမြဲတာနေရမယ်ဟဲ့မီသိန်းနေမနှက်ဖြန်အကယ်ဒမီပွဲအတွက်အဆင်သင့်ပဲလားငါဘာကူညီပေးရအောင်မလဲအားလုံးအဆင်သင့်လုပ်ပြီးသွားပြီမနှက်ဖြန်စုယူရင်ပြောဖို့စကားတွေတောင်ရီယာဆယ်လုပ်ပြီးသွားပြီမနှက်ဖြန်ကျမနေပဲဒီကပြန်ရင်တေချာအောင်ရဲတရားသွားချေရအောင်မယ်ငါလဲနင့်ကိုအကယ်ဒမီစုကြီးရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဟဲ့စုမတောင်းလဲကျမရမှာတေချာနေပြီလေဆုတောင်းပေးတဲ့အတွက်ကျေးဇူးပါမနှက်ဖြန်အတွက်မိသိန်းအရန်ရင်ခုန်နေပြီဟိုမာမီ